မြို့တီမတရားပြီးတယ်မြေရန်ကောင်းခါစီမှမဖျန်း organic စစ်ရုပ်ပင်စိုက်တဲ့ခါကျတော့ဟိုစံမဲ့တဲ့အိမ်မှာစားဖို့အတွက်စားရတဲ့ဈေးတွေကဝယ်လာတဲ့တည်းကကိုကြိုက်တဲ့အတီးကိုအမဲ့တီးချဝယ်ပြီးတော့အစစ်ကိုအချောက်ခံပြီးပြုတ်ထားလိုက်ပြုတ်ပြီးတော့မှအပင်ပေါက်လာပြီဆိုမှမစိုက်မဲ့နေရလေးကိုအောက်ကပြလေးခံပြီးစိုက်ဒီချိန်ကပင်20စိုက်ထားတယ်တရက်ကို20သားလောက်ဒီကိုတွေ့ရတယ်အခုဆိုရင်ဒါအချမ်းစားအိမ်စားဖို့စိုက်တယ်ငရုတ်ကြတော့လွယ်တကူပြိုးလို့ရတယ်အိမ်စားဖို့ဝယ်ကြမလို့ဒီချိန်ဒီကာလသူကလည်းသူအိမ်မှာနောက်ပြီးမှနေရာလို့လေးရှိတဲ့သူတို့ဘာလို့ကြတော့လွယ်တကူစိုက်ထားလိုက်ရောနေရာလို့မရှိတော့မှသူ့ကိုပိုးလေးတွေနဲ့စိုက်လို့ရတယ်ဒီကောင်ပြကြိုက်တယ်မြေကောင်းကြိုက်တယ်ကျွန်တော်တို့ဒါဆိုရင်ဒါဘာစေးမှမဖြမ်းမနဲ့ဘူးဒါအသီးနေမြေအောင်ဖို့ကြောက်ဟိုနှစ်ပင်မြေအောင်ဖို့ကြိုက်ထားတယ်ဒါဆိုမြေအောင်ဖို့ကြိုက်ပြီးတော့တည်သွားတာဒါကြတော့မြေအောင်ဖို့ကြတော့ဟိုမကာကွယ်မိလိုက်ဘူးစီးပွားပြေဆိုင်မယ်ဆိုရင်အိမ်စားဖို့အတွက်ပဲဆိုတော့အိမ်စားဖို့အတွက်ဒီကဆိုင်တာပြောပြပြပြီစီးပွားပြေသွားတော့ဆယ်ကြီးတော့မေးရမှာတော့အိမ်စားဖို့ဘယ်လိုစိုက်တယ်ဝယ်မစားအောင်ဒီကတော့မှမြေရှိရမြေရှိပြီးတော့ဝယ်စားနေရတဲ့ပြဿနာတွေဝယ်အားရစဉ်လေးစိုက်လို့ပြိုးလို့ရအောင်ကျွန်တော်တင်ပေးရလူရှိတယ်ဆောင်းရော